မိခင်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါဘာလို့လဲဆိုတော့သူဟာနောက်ဘဝဆိုတာမရှိတော့တယ်လို့မျိုးတင်းအနာကိုနောက်တစ်ခေါက်ပြန်လာမှာမဟုတ်လို့ပါပဲသူ့ရဲ့တသက်တာအချင်းအတွက်များများဟာတင်းအတွက်ပဲအသက်ရှင်နေထိုင်ခဲ့တာပါတင်းရဲ့စိတ်မချမ်းသာစရာအခက်အခဲတွေကိုအမိကိုအတက်နိုင်ဆုံးရှော့ပြောပါသူဟာတင်းကိုမကူညီနိုင်တဲ့အခါသူကိုယ်တိုင်ပဲအိတ်မပြောနိုင်အောင်စိတ်ပူနေရမှာမို့လို့ပါကျွန်တော်ရင်ဘတ်ထဲထီထွားစီတဲ့စကားတစ်ခွန်းကြားဖို့ရတယ်အသက်တစ်ချောင်းနဲ့တစ်ချောင်းသာအလဲထလှုပ်လို့ရမယ်ဆိုရင်ဈေးရောင်ရဲ့ခေါင်းမိုးပေါ်မှာသားသမီးအတွက်အသက်ပေးဖို့တန်းစီနေတဲ့မိခင်တွေနဲ့ပြည့်နေလိမ့်မယ်တဲ့အိမ်ရှိမှာကားရှိတာဟာချမ်းသာတာမဟုတ်ပါဘူးအိမ်ထဲမှာအမေရှိနေခြင်းကမှတကယ်မင်္ဂလာရှိတဲ့ကံကောင်းခြင်းပါအမေဘေးကင်းကျမ်းပါပါစေလို့ဆုတောင်းပေးလိုက်ကြရအောင်မိခင်များအားလုံးတက်ရှိကျမ်းပါမည်လူအင်ဆန္ဒများပြည့်ဝကြပါစေမင်းတီလားမင်းရဲ့ပထမဆုံးမိမိဆိုတဲ့ခေါ်တန်းကိုကြားရကြတဲ့ကမင်းကိုတစ်သက်လုံးချစ်ဖို့ဆုံးဖြတ်ခဲ့တဲ့မျိုးသမီးတယောက်ရှိတယ်သူ့ရဲ့ဝမ်းပိုက်ထဲမှာမင်းတကူလုံးကိုထည့်ပြီးပိုက်ထွေးခဲ့ဘူးပေမဲ့သူနှစ်သက်တဲ့စားစရာတွေကိုကြတော့ဘိုက်ဝါပြီးလို့ပြောပြီးမင်းအတွက်ဒီလုတ်ပဲစားပြတတ်သူပါတစ်ချိန်ကပင်ကူတကောင်မင်းယုံနဲ့ကြောက်လန့်တုံ့ရင်ခဲ့တဲ့မင်းကလေးဟာမင်းအတွက်ဆိုရင်တော့ဘလူတရေတွေကိုမောင်းထုတ်ပေးမဲ့သူရဲ့ကောင်းထီအသွင်ပြောင်းလဲသွားတတ်တယ်မင်းဆိုရင်စိတ်တို့ကြီးဟောက်တတ်ပေမဲ့လှဲ့အထွတ်မှာတော့မျက်ရည်ဝဲတတ်သူပါလက်ဆောင်တွေဝယ်မနေပါနဲ့နှမျောညာကြီးလို့နှုတ်ကပြောပြီးမဲ့အဲ့ဒီလက်ဆောင်ကိုပဲနှစ်ပေါင်းများစွာတမျက်တနုသိမ်းရှိထားတတ်သူလည်းဖြစ်တယ်မင်းရဲ့အိမ်မက်တွေစီလန့်တက်နိုင်ဖို့မင်းဟာသူ့ရဲ့ခွန်အားရှိသည်များနဲ့မင်းကိုပြင့်တင်ပေးထားတာပါဒီလောက်နဲ့ဆိုင်လာတဲ့ချစ်ချင်းမြတ်တာကိုဘယ်တော့မှမြက်ွယ်မပြုတ်လိုက်ပါနဲ့နော်မိမိကညာနာအလွဲဆုံးပဲဟုတ်ပါတယ်မိမိလို့တခုံးခေါ်လိုက်အောင်နဲ့သူမကကျွန်တော်ကိုတဘဝလုံးစာချစ်သွားခဲ့တယ်ကျွန်တော်ကတခါတရံစားလို့ကောင်းတယ်လို့ပြောလိုက်ရင်အဲ့ဒီစကားလေးကိုသူမကနှစ်ပေါင်းများစွာမှတ်ထားတတ်တယ်ကျွန်တော်ကလက်နဲ့ကောက်ရဲကောက်ချေဆွဲထားတဲ့ပန်းပွင့်လေးတစ်ပွင့်ကိုသူမကကဘာပေါင်းနာအဖိုးတန်ဆုံးလက်ဆောင်အခုလိုနမဲတနိုးသိမ်းစီးထားတတ်တယ်သူမဟာမပင်ပန်းတယ်လို့မျိုးအမြဲဟန်ဆောင်တတ်တယ်ဘာကူမှမကြောက်တဲ့စူပါဟီးရိုးကြီးအမျိုးလဲဟန်ဆောင်တတ်ပြန်ပါသေးတယ်တကယ်တော့သူမမှာထူးခြားတဲ့ဘလို့ဆွမ်းအားမျိုးမှမရှိပါဘူးသူမမှာရှိတဲ့နူးညံ့မှုတွေကိုစုပေါင်းပြီးကျွန်တော်ကိုကာကွယ်ပေးနိုင်မဲ့မြစ်တာတန်ချက်ကတခုဖြစ်ပြောင်းလဲပြလိုက်တာပါတင်းတို့အမိကတော့တင်းတို့ပေါ်ဘလို့ပြုမှုလေးတွေရှိလဲဒီလောကကြီးထဲမှာခမားအတွက်အမြဲတမ်းစိုးရင်ပူပန်ပေးနေတဲ့သူတယောက်ရှိပါတယ်အဲ့ဒီသူကတော့အမေပါပဲခမားငယ်ငယ်တုန်းကခမားငိုရင်ခမားထက်အရင်အမေကအိတ်မပျော်ခဲ့တဲ့သူပါခမားတစ်ခုခုနားကျင်နေရပြီဆိုရင်အမေကခမားထက်ပိုပြီးရင်ထဲမှာပူလောင်တတ်တဲ့သူပါဒါပေမဲ့ခမားကြီးပြင်းလာတဲ့အခါမှာတော့အမေရဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုခမားတခါတလေမြင်ဖို့မေးလျော့နေတာပါလေဒါတောင်မှအမေကတော့အရင်လိုပါပဲခမားအတွက်စိတ်ပူနေစေဆူတောင်းပေးနေစေခမားရဲ့နောက်ွယ်ကနေစောင့်ရှောက်ပေးနေစေပါအနေ့မှာခမားအောင်မြင်မှုတွေရရှိလာတဲ့အခါလောကမှာခမားအတွက်အပျော်ဆုံးဖြစ်မဲ့သူဟာခမားရဲ့အမေပါပဲ